အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြပေးချင်တာကတော့ကျွန်တော်လက်ရှိသုံးနေတဲ့ KVA ကောက်ကိုဘယ်လိုကျွန်တော်ဖိုင်းအောင်လဲဆိုတာလေးပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ KVA ကောက်ကို level 2လေးတင်ထားပေးရပါမယ် KVA ရဲ့နောက်ဆုံး version ဖြစ်တဲ့ 5.8.3 ကိုလည်း Play Store ဒါမှမဟုတ် App Store ကနေ upgrade လေးတင်ထားပေးပါတခါတလေကျွန်တော်ဒီဖုန်းကြီးဆက်လာကြတယ်ကျွန်တော် KVA ကောက်ကို level 3လေးတင်ပေးချင်လို့ပါပေါ့သူတို့ကဘယ်ဘန်မှန်နေကြပါဘယ်ဘန်က supervisor ပါဆိုပြီးတော့ဖုန်းကြီးဆက်လာကြတယ်ခါကြရင်တို့ကကျွန်တော်တို့ရဲ့ KV service အချက်လက်တွေကိုတောင်းတယ် KV service အချက်လက်က OTP code လို့ကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်လေးကျွန်တော်တို့ရဲ့လိုအပ်နံပါတ်လေးတောင်းတယ်အဲ့တော့ကျွန်တော်ဘက်ကနေဘယ်လိုမျိုးကောက်ွယ်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေအမျိုးဖုန်းလေးဆက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘက်ကကျွန်တော်တို့ရဲ့ OTP code ကျွန်တော်တို့ကြားလာတဲ့ OTP code လေးရဲ့ပြီးကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်ကျွန်တော်တို့ရဲ့လိုအပ်နံပါတ်ဒါတွေကိုပြောပြပေးလို့လိုတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ရဲ့လိုအပ်နံပါတ်ကိုထားတဲ့အခါမှာဒီလိုကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်တောင်းလို့ပြီးလို့ရှိရင်ငွေလေးတက်ကြိဖုန်းနံပါတ်ဒါတွေမထားဘူးတော့လိုတယ်ပေါ့ဒါတွေကအတိအကျပြီးမထားပေးနဲ့ကျွန်တော်တို့မှတ်လို့လည်းလွယ်မယ်ကျွန်တော်တို့အတွက်လည်းအဆင်ပြေမဲ့ခဏဆောင်လုံးလေးကိုတရားလေးထည့်ပေးမယ်တရားလေးထည့်ထားပေးရမယ်နောက်တစ်ခုကကျတော့ကျွန်တော် Facebook Messenger Telegram Instagram အမျိုးပေါ့နော် social media chat box ကနေကျွန်တော်တို့စီ link တွေပို့လာတယ်ဒီ link နဲ့ဝင်စုငွေဘယ်လောက်ရမယ်အဲ့လို link တွေဝင်လာကြလို့ရှိရင်ကျွန်တော်တို့ကလည်းမသိဘူးအဲ့ link တွေကိုလုံးဝမဝင်မိပါစေနဲ့ပြီးရင်အခုကကျွန်တော်တို့တွေပစ္စည်းတွေကို online ကနေဝယ်ကြတယ်ဝယ်ရတဲ့အခါမှာကျွန်တော် Facebook တွေကနေလိမ်ခံရတယ် page တွေကနေလိမ်ခံရတယ် TikTok တွေကနေလိမ်ခံရတယ်အဲ့တော့ကျွန်တော်တို့ကလည်းပစ္စည်းတစ်ခုမဝယ်ခင်မှာပစ္စည်းတစ်ခုကိုဒီ page ကိုပေါ့နော်တရားမှန်လားတရားမှန်ကန်ပေးလာဆိုတော့ challenge စစ်ဆေးပြီးလို့စစ်ဆေးရမယ်ပေါ့စစ်ဆေးပြီးဆိုတာမှာကျွန်တော်ကလွှဲပေးရမယ်လွှဲတဲ့အခါမှာလည်းကျွန်တော်တို့ကဖုန်းနံပါတ်ကိုတရားလေးမှန်အောင်ထည့်မယ်ပြီးရင်နာမည်တရားလေးမှန်အောင်တိုက်မယ်ဖုန်းနံပါတ်ရောနာမည်ရောမှန်တာမှကျွန်တော်ကတရားလေးလွှဲပေးမယ်ဒီပမာဏလေးကိုတရားလေးမှန်ကန်လေးလွှဲပေးမယ်ပြီးရင်ခုနကဖြစ်တာကကျွန်တော် SIM card တွေမှာအရင်တော့ကျွန်တော်တို့တွေပေါ့နော် SIM card တွေကိုဝယ်ပြီးတော့ SIM card တွေပြတ်သွားတယ် SIM card မှာအကောင့်တွေပါလာတယ်အဲ့တော့ကျွန်တော်တို့ရဲ့အကောင့်တွေမှာလည်းကျွန်တော်တို့အကောင့်ကိုပိုင်းနေပါတော့ SIM card မှာ KB အကောင့်တွေပါလာတယ်ပေါ့အခါကျတော့ကျွန်တော်တို့ကဟိုကျွန်တော်တို့ SIM card တွေကိုငွေလွှဲမိသွားပြီဆိုရင် KB ထဲမှာငွေတွေဝင်သွားမယ်ဒါပေမဲ့အကောင့်ကကျွန်တော်ဘယ်လိုမှလုပ်လို့အဲ့တော့ကျွန်တော် SIM card ဝယ်တဲ့အခါမှာလည်း KB အကောင့်ပါမပါလေးချာလို့တခြားလေးစစ်ပြီးတော့ဝယ်ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ KB service နဲ့ပတ်သက်ပြီးတော့သိချင်တာဆိုလို့ရှိရင်3.1ကို24နာရီစနိုင်တယ်လို့ကျွန်တော် KB service ဆန္ဒနေမှာလည်း9ရက်ပတ်လုံးသွားပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာရှင်းရမယ်ဆိုလို့ရှိရင်ပထမဆုံးလုပ်ရမှာကကျွန်တော်တို့တွေ level 2လေးတင်ထားရမယ်ပြီးရင် 5.8.3 ကိုလည်း update တင်ထားပေးရမယ် material လေးမျိုးလည်းမဝင်နဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ KB service ချက်လက်တွေကိုဘယ်သူမှမပြောပြနဲ့ပြီးရင် Facebook ကနေ Facebook ပဲဖြစ်ဖြစ် TikTok ကနေဖြစ် Telegram ပဲဖြစ်ဖြစ် link တွေပို့လာခဲ့လည်းမဝင်မိစေနဲ့ပြီးရင် online shop တွေ online ပစ္စည်းတွေဝယ်တဲ့အခါကျလို့ရှိရင်လည်းတရားလေးမှန်အောင်လေးထည့်ပြီးတော့တရားလေးမှန်အောင်လေးဝယ်မယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကနေခင်ဗျားတို့အတွက်ဘုသူကတစုံတရားလေးရရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေး like အောင် follow လုပ်ပေးပါဦးခင်ဗျာ